အားလုံးပဲမင်္ဂလာပါခင်ဗျဒီကောကျွန်တော်ကော့ဒီအကြောင်းကိုကျွန်တော်ရှင်းပြနေတာဖြစ်ပါတယ်အဲဒါဆိုတော့ဒီတစ်ခေါက်ကတော့ကျွန်တော်တို့ C major 7ပေါ့နော် C major 7ကိုကျွန်တော်တို့လေ့လာကြည့်မယ်ပေါ့နော် C major 7မှာဘာ note တွေပါဝင်နေပေါ့ဘာ note တွေနဲ့ဖွဲ့စည်းထားတာလဲပေါ့အဲကျွန်တော်တို့လိုက်ပြီးတော့လေ့လာကြည့်မယ်ပေါ့နော်အဲဆိုတော့ C ကကြတော့ကျွန်တော်တို့ဒီမှာဆိုရင်ဒါက C ပေါ့နော်ဆိုတော့ C ကတော့ဒိုရယ်မီရယ်ဆိုရယ်ဖွဲ့စည်းထားတယ် C ကောပေါ့နော်ဒိုရယ်မီရယ်ဆိုရယ်ဖွဲ့စည်းထားတယ်ဆိုတော့ major 7ကြတော့သူကဘာထပ်ပါလာလဲဆိုတော့သူက T ပေါ့နော် T အတန်ပါလာတာပေါ့ T တန်ထည့်ပြီးတော့ပေါင်းတာပေါ့နော်အဲဆို C key ရဲ့ C key မှာဆိုရင် T ကပါလဲဆို B ဗျာ B အတန်ပေါ့ B ပေါ့နော်မဆိုရင်T ပေါ့နော်အဲဆို2 A မိပါဆိုအဲဆို T တန်ပေါ့ T တန်ပါလာတာပေါ့ major 7ဆိုတာက T တန်ကိုထည့်ပြီးတော့မှပေါင်းဆက်ထားတာပေါ့နော်အဲဆိုတော့ဒါက C အဲဆို T ဆိုတော့ဘာမှရှိတယ်ဆိုတော့ကျွန်တော်တို့ဒီမှာတစ်ကျိုးနှစ်ကျိုးမှာလေနှစ်ကျိုးလွှတ်ကျိုးက B ဆိုတော့ T ပေါ့အဲဆိုတော့ T တန်ပေါ့အဲဆို major 7C major 7ပေါ့နော် C major 7ဒါဆို T ပေါင်းထည့်ထားတယ်ဆိုရင်ကျွန်တော်တို့ကတခြား key တွေမှာလည်းကျွန်တော်တို့က T တွေလိုက်ပြီးတော့မှကျွန်တော်လိုက်ပေါင်းထည့်မယ်ဆိုရင်တခြား chord တွေမှာလည်း T note ကိုကျွန်တော်လိုက်ပေါင်းထည့်မယ်ဆိုရင်ဒါဆိုရင် major 7တွေအကုန်လုံးဖြစ်ကုန်မယ်ပေါ့နော်ဘာကြောင့်ဆိုတော့ तू ကmajor 7ဆိုတာ T ပေါင်းထည့်တာဟုတ်ဆိုတော့ T note ကိုပေါင်းထည့်တယ်ဆို7ပေါ့နော်7 note ပေါ့နော်ဆိုရင်ဒီမှာကိုင်းတဲ့ C ဗျာဒီမှာကိုင်းတဲ့ C ကိုကျွန်တော်တို့က major 7ဆိုရင်ကျွန်တော်တို့ကနှစ်ကျိုးကလွှတ်ကျိုးက T ဆိုတော့ကျွန်တော်က T ကိုပေါင်းထည့်လိုက်တာပေါ့အဲဒါကြောင့်ကျွန်တော်လက်ညှိုးလေးကိုကျွန်တော်လှုပ်ပေးလိုက်ရတာပေါ့အဲဆို G key မှာလည်း G မှာလည်းကျွန်တော်တို့ G ကော့ပေါ့နော် G key ရဲ့ root ကော့ပေါ့ဒိုကော့ပေါ့ဒိုကော့မှာလည်းကျွန်တော်တို့ကဒီမှာဆိုရင်ဆိုT ပေါ့နော်ဒိုရေမီဖာဆိုလာT ဒိုT ပေါ့အဲ့တော့ T note ကိုကျွန်တော်တို့ကပေါင်းထည့်မယ်ဆိုရင်ဒါဆိုရင်ဘယ်လိုဖြစ်သွားမလဲဆိုတော့ဒိုမီဆိုဒိုမဟုတ်တော့ဘဲနဲ့ဒိုမီဆို T ဒါဆို major 7ဖြစ်သွားတာပေါ့ဆို T ပေါင်းထည့်လိုက်ရင်တော့ major 7ဖြစ်တယ်ဆိုလို့လေအဲ့ဆိုတော့ဒါဆိုရင် G major 7ဖြစ်သွားတာပေါ့နော်အဲ့ဆိုတော့ A မှာလည်းထုံနေလည်းကောင်းမယ် A မှာလည်းထုံနေလည်းကောင်းမယ် T ပေါ့ A ရဲ့ T ပေါ့ဒါဆိုရင်ဒိုမီဆို T ပေါ့ဒါဆိုရင် A major 7ဖြစ်သွားတယ်အဲဆိုတော့ note ဒီမှာ7 note ကိုထည့်မယ်ဆိုရင် major 7ဖြစ်သွားတယ်အဲဆိုတော့ D ကျွန်တော်ကန်ကြည့်မယ်ဗျာ D ဆိုတော့ဒါက D ဒါဆိုဒါဒီကိုကျွန်တော်ကန်ထားဆို၄ကျိုးကနေကျွန်တော်တီးတာပေါ့နော်ဒါဒီအဲ့တော့ဒီမှာကကြတော့ဒီရဲ့ဒီနေရာကဒီပေါ့နော်ဒီရှေ့ကဒီနေရာဒီရဲ့ major 7ဆိုရင်သူကဒီကဘာမှရှိတာဆိုတော့ဒီမှာရှိတာဒိုဒီရဲ့ဒိုကဒီမှာရှိတာဆိုတော့ဒီမှာဆိုရင်ဒါဆိုဒိုဒီပေါ့အဲ့ဒါဆိုဘယ်လိုဖြစ်သွားမလဲဆိုရင်ဒီလက်ကိုလှုပ်ပြီးတော့မှဒီလက်တစ်ချောင်းနဲ့ကန်လိုက်ရင်ဒါဆိုရင်ဒီ major 7ဖြစ်သွားတာပေါ့အဲ့တော့ဘာဖြစ်လို့ဒီချောင်းနဲ့ကန်ရလဲဆိုတော့ကျွန်တော်တို့ကဒီဒိုကျွန်တော်တို့ကဒီလက်ပေါ့နော်ဒီလက်ပေါ့ဒီလက်ဒိုကျွန်တော်တို့ကကန်ကြမလို့တဲ့အတွက်ကြောင့်မလို့ဒီနေရာမှာပဲဒီတနေရာထဲမှာပဲကျွန်တော်တို့ကကန်လိုက်တာနဲ့ပဲဒါကဒီ major 7ဖြစ်သွားတယ်အဲ့တော့ကော့ဒီကကျွန်တော်တို့က note လိုက်ကန်တာဗျnote တွေကိုပေါင်းထည့်ပြီးတော့လိုက်ကင်တဲ့အတွက်ကြောင့်မလို့ကော့ရဲ့ position တွေပုံစံတွေကိုတတမတ်ထဲကျွန်တော်တို့ကမှတ်ထားလို့တော့မရဘူးပေါ့ဗျာ
အဲ့ဒါကိုတချို့ကကြတော့လေအဲ့ဒါကဒီမီဂျာ7ဆိုပြီးတော့မှဟိုတတမတ်ပုံစံတွေမှတ်ခိုင်းပြီးတော့မှလိုက်ပြီးတော့မှအဲ့လိုမျိုးတီးတဲ့ပုံစံမျိုးတွေဖြစ်လာတဲ့ခါကျတော့လူတွေကအဲ့လေတံဓာတ်ထက်ကိုပဲလိုက်ပြီးမှတ်ကြတာပေါ့ဗျာမှတ်ကြတဲ့ခါမှာအကုန်လုံးဂီတာပိုင်းကိုလေ့လာတဲ့ခါမှာပို့ပြီးတော့မှခက်ခဲစေတာပေါ့နော်အဲ့ဆိုကော့ကဘာဖြစ်လို့လဲဆိုတော့သူ့မှာပါနေတဲ့ note တိုင်းကိုကျွန်တော်တို့ကကင်ပြီးမှကျွန်တော်ရတာပေါ့အဲ့ဆိုဒီမှာဆိုရင်ကျွန်တော်ကဒါဆိုရင် D ဒီမှာဆိုရင်ကျွန်တော်ကဒီ note က A ဒီမှာ D ဒီမှာကျရင် F sharp ပေါ့နော်အဲ့ဆိုတော့ဒီကောက်ဆိုရင်ဒါဆိုရင်ဒိုဆိုဒိုမီပေါ့ဒိုဆိုဒိုမီခိုင်းတာကျွန်တော်ကဒီမှာဒါဒိုဆိုတော့ D ကျွန်တော်ထည့်ပေါင်းမယ်ဒါဆိုဒီမေဂျာ7ပေါ့ဒီမေဂျာ7ဖြစ်သွားတာပေါ့နော်အဲ့တော့ဒီက C ကိုလည်းကျွန်တော်တို့ကဒီမှာ C ဗျာဒီမှာ C ရှိတယ်အဲ့တော့ဒီ C ကိုလည်းကျွန်တော်တို့ကမေဂျာ7ကျွန်တော်ထည့်ခိုင်းမယ်ဆိုရင်ဆိုတော့သူ့ရဲ့ဒိုကဘာမှရှိရတယ်ဆိုတော့ C ဒီနေရာမှာ C ရဲ့ဒိုကျွန်တော်ကိုင်းထားတာဆိုရဲ့ဒိုရဲ့ဆိုဒိုမီဆိုကျွန်တော်ကကိုင်းထားတာဟုတ်ဆိုဒိုမီဆိုဒါဆိုတော့ဒီဒိုကိုဒီအရှိကိုရွှေ့ရမယ်ဆိုတော့လက်ဖို့ဆိုရင်ကျွန်တော်ကပြောင်းကိုင်းလိုက်မယ်ဆိုရင်ဒါဆိုရင် C major မှာ C ဆိုရင်ဒီဒိုနှုတ်လေးကိုပဲကျွန်တော်ကဒီကိုပြောင်းကိုင်းရမှာလေပြောင်းကိုင်းရမှာဆိုတော့ကျွန်တော်ကဒါဒီလိုဖြစ်သွားမှာပေါ့နော်လက်ဖို့ဆိုရင်ပြောင်းလိုက်ရမှာဟုတ်ဘာလို့ဆိုတော့ဒီလက်ကဒီဘက်ကိုလာလို့မရတာမရတဲ့ခါကျတော့ကျွန်တော်ကလက်ဖို့ဆိုရင်ပြောင်းလိုက်တဲ့ခါကျတော့ဒါကကျွန်တော် C major 7ပေါ့ C major 7ရအောင်နော်အဲ့တော့ C major 7ကိုကျွန်တော်ကပြန်ပြီးတော့ကျွန်တော်ပြန်တွက်မှာပေါ့ပြန်ကြည့်မှကြတော့ဘာလဲဆိုတော့ဘယ်လိုဖြစ်လဲဆိုရင်အဲ့တော့ကျွန်တော်အခုကင်ထားတဲ့ note ကိုကျွန်တော်ကလိုက်ပြီးတွက်ကြည့်မယ်ဒီ note နဲ့သွားဆင်ရတယ်ဒီ note ကဘာလဲဆိုရင် E minor ဗျ E minor note E minor note နဲ့ဆင်တယ်ဆိုတော့ E minor note က E minor note နဲ့ဆင်ရအောင်ဘာလဲကွာလဲဆိုရင်ကျွန်တော်တို့ကဒီမှာဆိုရင်ဒါက E ပေါ့ဗျာဒါကျွန်တော်ကဆိုဒီမှာကကျွန်တော်ကမီပေါ့မီဆိုမီဒီအဲ့ဆိုတော့ E minor ကျတော့သူကမီဗျမီဆိုတော့ကျွန်တော်တို့ကမီရဲ့နှုတ်မှာပါနေတဲ့ဟာတွေကို C နဲ့ပြန်တွက်မယ်ဆိုရင်ကျွန်တော်တို့ကမီဆိုတီဗျာမီဆိုတီဆိုတာကကျွန်တော်တို့ဘာလဲဆိုတော့ E minor ပေါ့မီရဲ့ဆိုရဲ့တီရဲ့မီဆိုဒါဆို E minor ပေါ့မီဆိုတီပေါ့အဲ့တော့ major 7နဲ့ပြန်တွက်မယ်ဆို major 7ကျတော့သူကဒိုမီဆိုတီဆိုတော့ကျွန်တော်ကဒိုလုံးကိုကျွန်တော်ကတီဖြစ်ပြောင်းလိုက်မယ်ဆိုရင်ဒါက major 7ဖြစ်သွားတာဟုတ်အဲ့ဆိုတော့ E minor မှာလည်းကျွန်တော်က E minor ကိုဒိုထဲကင်မယ်ဆိုရင်ဒါ major 7ဖြစ်တဲ့သဘောဖြစ်သွားတာပေါ့အဲ့တော့ major 7အတန်နဲ့Mi minor အတန်တွေကတူနေတယ်ဗျာအဲ့ဆို Mi minor ကိုဒိုထဲကင်လိုက်တဲ့ပုံစံမျိုးပေါ့ဒီမှာဆိုရင်ဒါဆို E minor ပေါ့ဒါ E minorဒါဆိုရင်ကျွန်တော်က E minor ကိုဒီကဒိုထက်ကင်မယ်ဆိုရင်ဒါဆိုရင် major 7ဖြစ်သွားတဲ့ပုံစံမျိုးပေါ့เนาะ major 7ဖြစ်သွားတယ်ဆိုတဲ့ပုံစံမျိုးဖြစ်နေတာပေါ့เนาะအဲ့ဆိုကော့တွေကတစ်ခုနဲ့တစ်ခုပါလေအတန်တွေကလေအဲ့လိုမျိုးဆက်နေတယ်ဗျဒီမှာကျတော့ E minor ဗျာဒီမှာကျတော့ကျွန်တော်တို့က E minor ကိုကျွန်တော်တို့ကဒီကဒိုကျွန်တော်ထည့်ကန်လိုက်တယ်ဒီအပေါ်မှာကျတော့ကျွန်တော်တို့ကဒီကဒိုကျတော့ဒီမှာဗျာဒီကဒိုကျကျွန်တော်ကတီလောက်လိုက်တဲ့သဘောဖြစ်သွားတာလေဒီမှာဒီပေါ်ကဒိုကျွန်တော်ကတီလောက်လိုက်တာဗျာတီလောက်လိုက်ပြီးတော့မှအောက်ကကျဒီမှာကျတော့တီဒီမှာကျတော့ဒိုထည့်ကန်တာပေါ့
major 7ပြတ်သွားတဲ့သဘောအဲ့ဆိုတော့ဒါဆိုရင်ကျွန်တော်တို့ကမီနှုတ်ပေါ့နော်မီနှုတ်ဆိုတော့ဒိုရီမီပေါ့မီနှုတ်ကိုကျွန်တော်ကဒိုထည့်ကြိုင်မယ်အဲ့ဆိုတော့မီနှုတ်ကပါလဲဆိုရင်မီဆိုတီမီရဲ့ဆိုရဲ့တီရဲ့ကိုကျွန်တော်ကဒိုထည့်ပြီးပေါင်းကြိုင်မယ်ဆိုရင်ဒါဆိုရင် root ရဲ့ major 7 ကောရမယ်ဒါဆိုရင်ကျွန်တော် G ကိုလည်းကျွန်တော်စမ်းကြည့်မှာဗျာဒီမှာ G ဗျာ G ဒါဆိုရင်ကျွန်တော်ကဒီမှာဆိုရင်ဒါဆိုကျွန်တော်ကဒါ G key ရဲ့ mi minor က B minor ဗျာဒါ B minor အဲ့တော့ B minor ကိုကျွန်တော်ကဒိုထည့်ကြိုင်မယ်ဆိုရင်ဒီပေါ် major 7ဖြစ်သွားတယ်နော်အဲ့လိုမျိုးလေးတွေပါအဲ့ဆိုတော့ကကျွန်တော်တို့ကကော့ဒီအားလုံးကိုကျွန်တော်တို့ကလိုက်ပြီးမှကျွန်တော်တို့ဟိုသူ့နှုတ်တိုင်းကိုကျွန်တော်တို့ကလိုက်ကန်ရတဲ့အတွက်ကြောင့်မလို့ left position တွေကိုတတ်မှတ်တဲ့ကျွန်တော်တို့ကမှတ်မထားပဲနဲ့ဘယ်နှုတ်ကနေပြီးတော့မှဘယ်နှုတ်ကိုကန်လိုက်တယ်ဆိုရင်ဘာကော့တွေဖြစ်တယ်ဆိုတဲ့ဟာလေးကိုသိအောင်ကျွန်တော်တို့ကလုံရင်ပို့ပြီးတော့မှကောင်းပါတယ်အဲ့ဆိုတော့ကျွန်တော်တို့ကဒီမှာဆိုလဲဆိုတော့ A ရဲ့မီနှုတ်ကဆိုတော့ D flat ပေါ့ C sharp ပေါ့အဲ့ဆိုရင်C sharp minor D flat minor D flat minor မှာကျွန်တော်တို့က A နှုတ်ကိုကျွန်တော်တို့က minor ကော့မှာဒိုနှုတ်ကိုကျွန်တော်တို့ကထည့်ပြီးကြိုင်မယ်ဆိုရင်7ကော့ဖြစ်သွားတယ်ဒါဆိုရင်ကျွန်တော်တို့ကဒိုနှုတ်ကိုထည့်မကြိုင်ဘူးဗျာကျွန်တော်တို့ကမီရဲ့ဆိုရဲ့တီရဲ့ပဲကျွန်တော်တို့ကကြိုင်မယ်ဗျာမီရဲ့ဆိုရဲ့တီရဲ့ပဲကြိုင်မယ်ဆိုရင်ဒါဆိုရင်ကျွန်တော်တို့က bit တမားက A ဒိုကိုကျွန်တော်တို့ကတီးမယ်ဆိုရင်ဒါဆိုရင် bit တမားနဲ့ခုနကတာတမားနဲ့ပေါင်းလိုက်မယ်ဆိုရင်ဒါ major 7ကိုဖြစ်သွားပါဗျာเนาะအဲ့ဒါဆိုတော့ bit အတန်နဲ့ bit ကကျွန်တော်တို့ကဒိုယူထားမယ်ဗျာအခုဆိုရင်ဒါ bit ပေါ့နော်ဒါဆိုရင်နှစ်ယောက်စုံပြီးတီးလိုက်တယ်ဆိုရင် major 7ကိုဖြစ်သွားအဲ့ဆိုတော့ကျွန်တော်တို့ကဘယ်လိုခေါ်မလဲဟိုကိုတီဝိုင်းတဝိုင်းလုံးဆိုတော့ဗျာကိုတယောက်တည်းဒီကော့ကိုကျွန်တော်ကကြိုင်ရတာမဟုတ်လေအားလုံးပေါင်းလိုက်မှဒီကော့တကော့ရဲ့အတန်ထွက်အောင်ကျွန်တော်ကတီးရတာဟုတ်တီးရတဲ့ခါကျတော့ကျွန်တော်ကဒါဆိုရင် major 7 ကော့ကိုကျွန်တော်က A major ဆိုကြပါစို့ဗျာ A ပေါ့ဗျာဒီ A major 7ပေါ့အဲ့ဆိုတော့ဘာဆိုရင် major 7အဲ့ဒါကို major 7ကျွန်တော်က major 7ကျွန်တော်ကအတိုင်းမကင်မယ်နဲ့ကျွန်တော်က mi minor ကိုကျွန်တော်က A ရဲ့ mi minor ကိုကျွန်တော်ကင်လိုက်တယ်ဆိုရင် bass ကအဲ့တော့ bass ကိုကျွန်တော်ကဒို A ရဲ့ဒိုကိုကျွန်တော်ကတီးလိုက်မယ်ဆိုရင်ဒါဆိုရင်အတန်က major 7တန်ထွက်သွားတယ်အဲ့တော့တချို့ကbass ကို root တိုင်းလိုက်မတီးပဲနဲ့ကော့ရဲ့အတန်မှာ perfect ပြန်ပြီးမှ perfect ပြန်ဖြစ်တဲ့ပြန်ပေါင်းလို့ရတဲ့ကော့တွေကိုနဲ့ bass ကိုလိုက်တီးကြတယ်ဗျာလိုက်တီးရတယ်ဆိုတာကသူကတော့ကင်ထားတာတော့ D flat minor ကင်ထားတာပဲပစ်သမား A ကောက်ထူရတဲ့ကွာဆိုပြီးတော့ A ကောက်ထူရတဲ့ခါကျတော့အဲ့မှာဟာဘာလို့တာလဲတော့အဲ့လိုမျိုးတွေပေါ့အဲ့လိုမျိုးတွေဖြစ်တဲ့သမားတွေလည်းတော်တော်ရှိတယ်ဗျာတော်တွေ့ဦးတယ်မင်းကော့တိုင်းလိုက်တီးလေကွာတော့အဲ့လိုမျိုးတွေကြုံမှုတယ်အဲ့မှာတခြား player ရပစ်သမားကိုပြောတာဟဲ့မင်းကော့တိုင်းလိုက်တီးတွေဘာလျှောက်တီးနေလဲဆိုတဲ့အားလိုတွေလည်းရှိရဗျာနော်အဲ့လိုမျိုးဆိုတော့နည်းနည်းတော့အဲ့ဒါရှင်းရတာခက်တယ်ပေါ့ရှင်းပြရတာခက်တယ်ပစ်သမားလည်းရွာလေတာပေါ့ဗျာဒါပေမဲ့ဘယ်လိုခေါ်မလဲဟိုပစ်သမားတယောက်တည်းမှာပဲတာဝန်ရှိရတော့မဟုတ်ဘူးပေါ့ဗျာတခြား instrumental တွေမှာတာဝန်ရှိတယ်ကျွန်တော်ဆိုလိုချင်တာကပေါင်းပြီးတော့မှကန်လိုက်မယ်ဆိုရင်တော့ဒီလိုကော့တွေကျွန်တော်တို့ရတယ်ပေါ့နော်ဒီကော့တွေကိုကျွန်တော်ရတယ်ဆိုတဲ့သဘောလေးကိုကျွန်တော်တွေ့ရတာပေါ့နော်ဆိုတော့ကျန်တဲ့တခြားကော့တွေလည်းအဲ့လိုမျိုးလေးရှိကြအောင်ကိုကျွန်တော်အနေငယ်လေးဆက်ပြီးပြောဖို့ရှိပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ